မင်္ဂလာပါရှင်အခုဆိုရင်မိုးကုံလို့စောင်းကူးရာသီဖြစ်လာပြီဆိုတော့စောင်းရာသီမှာအများစုဖြစ်တတ်တဲ့အကြောင်းအရာလေးတစ်ခုကိုဝေငှချင်ပါတယ် hellosiawin.com website ကနေဖတ်ကြားပေးထားတာပါစောင်းမရှင်ကတော့အေးတီမွန်ဖြစ်ပါတယ်ရှင်စောင်းမနဲ့ခင်မှာအိယာနိုရာနဲ့နှာစီးနေပြီလားစောင်းမနဲ့ခင်အေးအေးလေးကိုနှာစီးလို့နှာခေါင်းလေးတရှုံရှုံနဲ့နိုးလာရတာကြောင့်စောင်းမနဲ့ခင်ရဲ့အေးချမ်းလှပမှုတွေကိုမခံစားနိုင်လို့ဆိုပြီးစိတ်ညစ်နေပြီလားဒါဆိုရင်စောင်းမနဲ့ခင်မှာအိယာနုရာနဲ့နှာစီးနေတာကိုသက်သာစေဖို့လှုပ်ဆောင်ပေးလို့ရမယ့်နီလန်းလေးတွေနဲ့ဘယ်လိုကာကွယ်မလဲဆိုတဲ့နီလန်းလေးတွေကိုပြောပြထားပေးပါတယ်စောင်းမနဲ့ခင်မှာနှာစီးတာကအဖြစ်များလားစောင်းမနဲ့ခင်မှာနှာစီးတာကအဖြစ်များပါတယ်အကြောင်းကတော့ရာသီဥတုအေးလာလို့လေတူခြောက်သွေ့တာရဲ့ပတ်ဝန်းကျင်မှာဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေရှိနေတာရဲ့လေထုထဲမှာဗိုင်းရပ်စ်တွေရှိနေတာရဲ့ကြောင့်နှာစီးတာကအဖြစ်များပါတယ်ဥပမာအေးမိတုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကြောင့်နှာစီးတာလည်းအဖြစ်များတာပါစောင်းမနဲ့ခင်မှာအိယာနူရာနဲ့နှာစီးနေပြီလားစောင်းမနဲ့ခင်မှာနှာစီးတာကိုခံစားရတဲ့အကြောင်းရင်းတွေကအများကြီးပါဘာတွေကြောင့်များလဲဘာတွေကြောင့်နှာစီးရလဲဆိုတာကိုအတူတူဆက်နားထောင်ကြည့်ရအောင်ပါဓာတ်မတည့်တာကလည်းစောင်းရာသီမှာနှာစီးတာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတခုပါလေထုထဲမှာရှိနေတဲ့ဝက်မှုန်တွေတခြားအမှုန်အမွှားတွေနဲ့ဓာတ်မတည့်တာကြောင့်လည်းစောင်းရာသီမှာနှာစီးတာကိုခံစားရနိုင်ပါတယ်လေထုက6သွေအေးမြတာစောင်းရာသီမှာပတ်ဝန်းကျင်လေထုကအေးမြ6သွေနေပြီးဒီလေထုကိုရှူရှိုက်မိတာကြောင့်လည်းစောင်းရာသီမှာနှာစီးတာကိုခံစားရနိုင်ပါတယ်6သွေတဲ့လေထုကြောင့်နှာခေါင်းအတွင်းသားတွေမချောက်အောင်ခန္ဓာကိုယ်စနစ်ကအချွဲတွေထုတ်ပေးတာကြောင့်ပါအေးမိတာကတခြားရာသီတွေထက်စောင်းရာသီမှာအဖြစ်များပါတယ်အေးမိတာနဲ့ဇက်တိုက်ဆိုသလိုပါလာတတ်တာကနှာစီးတာပါနှာစီးတာကတကယ်တော့အေးမိတာကိုဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကစောင်းရာသီမှာလေထုထဲမှာကြာရှည်ရှင်သန်နေနိုင်တာကြောင့်လည်းပါပါတယ်တုပ်ကွေးဖြစ်တာစောင်းရာသီမှာတုပ်ကွေးကအရင်ရာသီတွေထက်အဖြစ်များသလိုနှာစီးတာကလည်းအဖြစ်များပါတယ်စောင်းလေထုအေးလေးတွေကတုပ်ကွေးဗိုင်းရပ်စ်တွေကြောင့်တုပ်ကွေးဖြစ်ပြီးဆိုရင်တော့နှာစီးတာကိုခံစားရနိုင်ပါတယ်ထိတ်ခန့်တာရှိတာကလည်းစောင်းရာသီမှာနှာစီးတာကိုဖြစ်စေနိုင်ပါတယ်ထိတ်ခန့်တာရှိသူတွေစောင်းရာသီမှာနှာစီးနှာပိတ်တာကိုပြင်းပြင်းထန်ထန်ခံစားရနိုင်တာပါဘယ်လိုသက်သာအောင်လုပ်ကြမလဲစောင်းမနဲ့ခင်မှာနှာစီးတာကိုသက်သာစေဖို့ဆိုရင်အနားယူပါနှာစီးလာပြီဆိုရင်ပြည့်ဝအနားယူတာကနှာစီးတာကိုသက်သာစေနိုင်ပါတယ်ဒါကြောင့်နှာစီးလာပြီဆိုရင်ခန္ဓာကိုယ်ကိုတက်တောင့်တက်တာလေးနဲ့ပြည့်ဝအနားယူပေးပါအရေးများတောက်ပါအထူးသဖြင့်တောက်ရည်နှာစီးတာကိုတက်တာစေဖို့လှုပ်ဆောင်ရတဲ့နောက်ထပ်နည်းတစ်ခုကတော့တောက်ရည်အပါအဝင်အရေးများတောက်တာပါကိုယ်ရင်းမှာရေဓာတ်ပြေဝပြီးအဆိုဓာတ်ထိမ့်ပေးခြင်းကနှာစီးတာကိုတက်တာစေမှာပါစားရည်အဆက်ချပါနှာစီးတာကိုတက်တာစေဖို့လှုပ်ဆောင်လို့ရမယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့နှာခေါင်းထဲကိုစားရည်အဆက်ချတာပါရက်အနည်းငယ်တော့အချိန်ပေးရပါတယ်ဆေးတောက်ပါအေးမိတာတုပ်ကွေးစတာတွေကြောင့်နှာစီးတာမျိုးဖြစ်မယ်ဆိုရင်တော့တက်တာစေဖို့အေးမိဖျားနာတက်တာစေမဲ့ဆေးတစ်ခုတောက်ပေးပါဒီလိုတောက်ပေးတာကလည်းနှာစီးတာကိုတက်တာစေမဲ့အထီရောက်ဆုံးနည်းလမ်းတွေကတစ်ခုပါပဲအဆိုဓာတ်ထိမ့်ဆက်ဖွဲ့မှာအေးမြ6သွေးတဲ့လေထုကြောင့်နှာစီးတာကိုတက်တာစေဖို့ဆိုရင်တော့ကိုနေတဲ့အခန်းထဲမှာအဆိုဓာတ်ရရှိဖို့အဆိုဓာတ်ထိမ့်ဆက်လေးဖွင့်ပေးပါဘယ်လိုကာကွယ်မလဲစောင်းမနဲ့ခင်မှာနှာစီးတာကိုကာကွယ်ဖို့ဆိုရင်နှွေထွေနေပါစောင်းအေးဓာတ်ကြောင့်နှာစီးတာမျိုးမဖြစ်ဖို့ဆိုရင်ပါးစပ်နဲ့နှာခေါင်းကိုအေးဓာတ်ကနေကာကွယ်တဲ့အနေနဲ့မဖလာဝတ်တာမျိုးအေးဓာတ်ကိုကာကွယ်ပေးနိုင်မဲ့နည်းလမ်းလေးတွေကိုလှုပ်ဆောင်ပေးပါတတ်နိုင်သမျှနှွေထွေနေပါပါးစပ်နဲ့နှာခေါင်းစည်းတက်ပါပါးစပ်နဲ့နှာခေါင်းစည်းတက်တာကနှာစီးတာကိုကာကွယ်ရာရောက်တယ်လို့တက်တာစီဖို့လဲထောက်ကူပေးပါတယ်ဒါကြောင့်အပြင်သွားတဲ့အခါတိုင်းပါးစပ်နဲ့နှာခေါင်းစည်းတက်ဆင်ပေးပါအာဟာရပြေဝအောင်စားပါနေ့စဉ်စားသုံးမှုမှာကိုယ်ခံအားကိုအားဖြည့်စေနိုင်ဖို့အတွက်အာဟာရပြေဝမဲ့အာဟာရအုပ်စုစုံလင်းပါအောင်စားသုံးပါအေးဝအိပ်ပါအေးဝအိပ်တာကကိုယ်ခံအားကောင်းစေပြီးအေးမိဖျားနာတာကိုတက်တာစေနိုင်တယ်လို့နှာစီးတာကိုလည်းတက်တာစေမှာပါကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါစောင်းရာသီကကိုယ်လက်လှုပ်ရှားမှုလုပ်လို့ကောင်းတယ်လို့
ဆောင်းအေးမှာကိုလက်လှူရှာမှုလုပ်ပေးတာကကိုခံအားကောင်းစေဖို့လဲအားဖြစ်ပေးနိုင်တယ်လို့နှာစီးနှာပိန်မဖြစ်ဖို့လဲကာကွယ်ရာရောက်ပါတယ်။ဓာတ်မတည့်ဖြစ်စေတာတွေကိုရှောင်ပါဓာတ်မတည့်တာကြောင့်နှာစေးတာမျိုးမဖြစ်ဖို့စောင်းရသည်မှာဓာတ်မတည့်တာကိုဖြစ်စေနိုင်တဲ့အရာတွေတတ်နိုင်သမျှသတိထားရှောင်ကျဉ်ဖို့လိုပါမယ်။အားလုံးပဲကျန်းမာရှင်လန်းကြပါစေရှင်။